အမေရိကန်မှာကျောင်းလာတက်ကြတဲ့နိုင်ငံသားကျောင်းသားတွေအပေါ်စီမင်းကန့်သတ်ချက်အသစ်တွေကိုအမိမြေလုံမျိုးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အခုပြဋ္ဌာန်းချက်အသစ်ဟာလာမယ့်စက်တင်ဘာလ15ရက်နေ့မှာစတင်အသက်ဝင်မှာဖြစ်တာကြောင့်2026ခုနှစ်စံဝါဒီ Fall 2026 ပညာသင်နှစ်မှာစတင်အသက်ဝင်တော့မှာဖြစ်ပါတယ်။ဒီပြောင်းလဲမှုအရအမေရိကန်နိုင်ငံမှာကျောင်းတက်နေကြတဲ့နိုင်ငံသားကျောင်းသားတွေရဲ့ F1 visa ကိုအရင်ကကန့်သတ်ချက်မရှိဘဲရေရှည်နေထိုင်ခွင့်ပြုထားတဲ့ Flexible Duration of Statusဖြတ်သိမ်းပြီးအချိန်ကာလအသေးချာကန့်သတ်ထားမဲ့စနစ်သစ်တစ်ခုနဲ့အစားထိုးမဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့နောက်ဆုံးစည်းမျဉ်းကိုသမရအင်ဗျူရာစီမံခန့်ခွဲမှုနဲ့ဘတ်ဂျက်ရုံး OMB ကဇွန်လ18ရက်ကြာသပတေးနေ့မှာအတည်ပြုလိုက်တာကြောင့်ဒီအပြောင်းလဲဟာလည်းအတည်ဖြစ်လာတာပါ။ဒါဟာနိုင်ငံသားကျောင်းသားဗီဇာစနစ်တစ်ခုလုံးကို Federal အစိုးရအရာရှိတွေကတိုက်ရိုက်ထိန်းချုပ်စောင့်ကြည့်မဲ့တင်းကျပ်တဲ့အချိန်အကန့်အသတ်စနစ်ကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒီစည်းမျဉ်းသစ်အောက်မှာအဓိကပြောင်းလဲမှုအနေနဲ့F1 visa နဲ့ကျောင်းသားတွေကိုအမေရိကန်နိုင်ငံအတွင်းအများဆုံးသတ်မှတ်သက်တမ်း4နှစ်ဒါမှမဟုတ်သူတို့ကျောင်းပြီးရဲ့အဲ့ဒီနှစ်ခုတည်းကပိုတိုတဲ့ကာလအတိုင်းသာနေထိုင်ခွင့်ပြုတော့မှာဖြစ်ပါတယ်။တကယ်လို့ PhD ဒေါက်တာဘွဲ့လို4နှစ်ထက်ကျော်လွန်တဲ့သင်တန်းတွေကျောင်းတွေတက်ကြမဲ့ကျောင်းသားတွေအနေနဲ့အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူမှုကြီးကြပ်ရေးဌာန USCIS ထံမှာနေထိုင်ခွင့်သက်တမ်းတိုးမြင့်တာကိုမဖြစ်မနေလျှောက်ထားရမှာဖြစ်ပါတယ်။အဲ့ဒီလိုသက်တမ်းတိုးဖို့အတွက်လျှောက်လွှာကြေးပေးသွင်းရမယ့်အပြင်လက်ပွေနှိပ်တာလို့တခြားလိုအပ်တဲ့စာရွက်စာတမ်းတွေဗဏ္ဍာရေးဆိုင်ရာအထောက်အထားအသစ်တွေကိုပါတင်ပြရမှာဖြစ်ပါတယ်။ဒါအပြင်ကျောင်းပြီးသွားတဲ့နောက်နိုင်ငံအတွင်းကထွက်ခွာဖို့ပြင်ဆင်ရမယ့်ဖြေလျှော့ကာလ Grace Period ကိုလည်းအရင်ကရက်ပေါင်း60ပေးထားတာကနေရက်ပေါင်း30အထိထက်ဝက်လျှော့ချလိုက်ပါတယ်။ပညာရေးဆိုင်ရာကန့်သတ်ချက်တွေမှာဆိုရင်လည်း F1 visa ကျောင်းသားတွေအနေနဲ့ကျောင်းမပြီးမချင်းဂျားကာလအတွင်းပညာရေးအစီအစဉ်ပြောင်းလဲခွင့်ကိုတင်းကျပ်စွာပိတ်ပင်လိုက်ပြီးပထမနှစ်တက်ရောက်နေတဲ့ဘွဲ့ကြိုကျောင်းသားတွေဟာမေဂျာပြောင်းတာဒါမှမဟုတ်ကျောင်းပြောင်းတာတွေလုပ်ခွင့်မရှိတော့ပါဘူး။ဘွဲ့ရပြီးသူတွေအနေနဲ့နောက်ထပ်ပညာသင်ယူမယ်ဆိုရင်လည်းအရင်ဘွဲ့တဲ့ပိုမြင့်တဲ့ပညာရေးအဆင့်တန်းအတွက်သာကျောင်းအပ်ခွင့်ပြုမှာဖြစ်ပြီးတူညီတဲ့ဒါမှမဟုတ်အဲ့ဒီတဲ့နှိမ့်တဲ့ဘွဲ့အဆင့်အတန်းကိုထပ်မံတက်ရောက်ခြင်းလုံးဝခွင့်ပြုတော့မှာမဟုတ်ပါဘူး။အင်္ဂလိပ်စာလာသင်ကြမဲ့ကျောင်းသားတွေဟာလည်းစုစုပေါင်းနေထိုင်ခွင့်သက်တမ်းကို24လသာအမြင့်ဆုံးကန့်သတ်ထားပါတယ်။အခုစီးမြင့်သစ်ဟာ F1 ကျောင်းသားတွေဒါမကပဲတခြားဗီဇာအမျိုးအစားတွေကိုပါရိုက်ခတ်မှုရှိမှာဖြစ်ပါတယ်။ဥပမာအားဖြင့် J1 Exchange လို့ခေါ်တဲ့ပညာဖလှယ်ရေးအစီအစဉ်နဲ့လာရောက်သူတွေဟာလည်းအမြင့်ဆုံး4နှစ်အထိသာနေထိုင်ခွင့်ရှိမှာဖြစ်တယ်လို့ I visa လို့ခေါ်တဲ့နိုင်ငံသားသတင်းတောက်တွေဟာလည်းအများဆုံးရက်ပေါင်း240သာနေထိုင်ခွင့်ရှိတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်တွေဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့ပထမသမ္မတသက်တမ်းအတွင်းချမှတ်ခဲ့တဲ့ပြဋ္ဌာန်းချက်တွေဖြစ်ပြီးသမ္မတဂျိုးဘိုင်ဒန်တက်လာတဲ့အချိန်မှာပယ်ဖျက်ခဲ့တာကြောင့်အဲ့ဒီပြဋ္ဌာန်းချက်တွေအခုအချိန်မှာအသက်မဝင်ပဲဖြစ်နေကြတာပါ။ဒါကိုသမ္မတထရမ့်အစိုးရကပြန်လည်အကောင့်ထဲဖော်လာတာဖြစ်ပြီးအခုလိုအပြောင်းလဲတွေကြောင့်အမေရိကန်အစင်းမြင့်ပညာရေးကဏ္ဍကတာဝန်ရှိသူတွေအနေနဲ့ကျောင်းသားလက်ခံရေးနဲ့အကြံပေးရေးလုပ်ငန်းစဉ်တွေမှာကြီးမားတဲ့စိန်ခေါ်မှုတွေရင်ဆိုင်ရဖို့ရှိနေပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလှိုင်ပါ။